မင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာလေးကတော့အရန်ကို trader တွေကြားမှာရေးပန်းစားတဲ့ ICD နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုကျွန်တော်ဖြတ်တန်းခဲ့တဲ့ကာလနဲ့ပြီးရင်ကျွန်တော်ရဲ့အမြင်လေးကိုသုံးသပ်ဆွေးနွေးပြီးတော့မှဖြစ်ပါတယ် ICD ဆိုတာကစပြီးလေးလာမဲ့လူတွေအတွက်လုံးဝဂျမ်ကြီးလားပြောရရင်ရွှေရင်းကြီးလားဒါမှမဟုတ် ICD ဆိုတာကမလေးလာတင်ဘူးလားတကယ်ရော profit ဖြစ်ရလားတကယ်ရောအဆင်ပြေရလားဆိုတော့ကျွန်တော်ဒီ video လေးမှာကျွန်တော်ဖြတ်တန်းလာတဲ့အတွေ့အကြုံလေးကိုပေါင်းပြီးတော့ရှင်းပြပြီးတော့မှဖြစ်ပါတယ်ထုံးစံတိုင်းပဲ channel လေးကို like subscribe comment လေးလုံးမပေးပါနဲ့စလိုက်အောင်ICD ဆိုတာဘာလဲဆိုတော့ကျွန်တော်အရင်ပြောပြပေးမယ်ပေါ့နော် ICD ဆိုတာကတော့ကျွန်တော် YouTube channel တစ်ခုဖြစ်တဲ့ website ရှိလားမရှိလားတော့ကျွန်တော်မသိဘူးပေါ့နော်ဆိုတော့ဒီ YouTube channel ကကျွန်တော် Michael J Huddleston ဆိုတဲ့လူပုဂ္ဂိုလ်ကတည်ထောင်ထားတဲ့ YouTube channel ပေါ့နော်ဆိုတော့သူ YouTube channel ကိုတွားပြီးတော့ YouTube မှာတော့ရှာလို့ရတယ်ရှာလိုက်ရင်တွေ့ရလိမ့်မယ်ပေါ့နော်ဗီဒီယိုတွေအများကြီးရှိတယ်ထောင်ချီလောက်ရှိမှတယ်ဆိုတော့ဗီဒီယိုတွေအများကြီးသူတင်ထားတာရှိတယ်။နောက်ပြီးသူတင်ထားတဲ့အကြောင်းအရာတွေကလည်း trading နဲ့ပတ်သက်ပြီးတော့သူရဲ့အခေါ်အဝေါ်တွေနဲ့ဖွဲ့စည်းထားတဲ့ concept တွေကိုသူ sharing လုပ်ပေးနေတဲ့ channel လေးပေါ့နော်။ဆိုတော့အဲ့ channel လေးကတကယ်ရောအဆင်ပြေရလားတွားပြီးလေ့လာတင်ရလားဆိုတော့ကျွန်တော်အဦးဆုံးမပြောပြခင်မှာဒီ ICD နဲ့ပတ်သက်ပြီးတော့နိုင်ငံခြားမှာတော့ကျွန်တော် group တစ်ခု꿰နေတာတွေ့ရတယ်။ group တစ်ခုကကြတော့ဗာလဲဆိုရင်ဒီ ICD ကဂျင်းအရင်ကတကယ် legend တွေတီထွင်ခဲ့တဲ့တုံးလုံးခဲ့တဲ့ concept တွေကိုပဲသူကယူပြီးတော့သူ့ရဲ့ terms တွေအခေါ်အဝေါ်တွေပြန်ပြောင်းပြီးတော့သူတီထွင်ထားတယ်လို့လည်းပြန်ပြီးတော့ sharing လုပ်ပေးနေတဲ့လူလို့လည်းပြောတဲ့ group ရှိတယ်။အဲ group ထဲမှာလည်းပြီးရင် ICD ကတကယ်လည်းမ trade တတ်ဘူး။ demo တွေနဲ့ short trade နေတယ်ပြီးရင်အဲ့လိုမျိုးပြောနေတဲ့လူကတက်နောက်ထပ် group ကကြတော့သူ့ရဲ့ concept တွေသူ့ရဲ့ဒီခုန sharing လုပ်ပေးနေတဲ့ဟာတွေကိုတကယ်လေ့လာပြီးတော့တကယ် profit ပဲဖြစ်နေတဲ့လူတွေတကယ် profit ဖြစ်နေတဲ့ trader တွေလည်းအများကြီးရှိတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုး group တစ်ခု꿰နေတယ်ဆိုတော့အဲ့ဒါလေးကိုအရင်ဆုံးကျွန်တော်ပြောပြပေးချင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ဖြတ်တန်းခဲ့တဲ့ဟာလေးကိုပြောပြပေးမယ်အချိန်တော့ရောက်လာပြီပေါ့နော် trading ကိုစလေ့လာတော့ကျွန်တော် ICD ဆိုတာကိုလုံးဝမသိခဲ့သေးဘူးကျွန်တော်လေ့လာတာကလွန်ခဲ့တဲ့2နှစ်လောက်ကပေါ့နော်စလေ့လာတော့ကကိုယ့်အကိုပဲဒီ social media Facebook ကတွေ့တဲ့လူတွေပြောတဲ့ဟာတွေကိုပဲကျွန်တော် strategy ပေါင်း1600ကိုလေ့လာတယ်ပြီးရင်သူတို့ပြောတဲ့ဟိုလိုမျိုးဘာ morning ဘာညာပေါ့နော်သူတို့အခေါ်ဝေအများကြီးရှိရဗျအဲ့လိုမျိုးpattern တွေဆိုတော့အဲ့ pattern တွေကိုလည်းစပြီးတော့အရင်ဆုံးစပြီးထိတွေ့ခဲ့တာကျွန်တော်လေ့လာတော့ပေါ့နော်ဆိုတော့အဲ့ဒါတွေကိုကျွန်တော် download လုပ်တယ် save လုပ်တယ်လုပ်ပြီးတော့အဲ့ pattern တွေကိုအလွတ်ကျက်တယ်လွတ်ကျက်ပြီးတော့သူတို့ sharing လုပ်ပေးနေတဲ့ indicator တွေ16000ကိုလည်းကျွန်တော်တစ်ခုချင်းတော့စမ်းတယ် moving average indicator တို့ပြီးရင် MACD indicator တို့အများကြီးပဲပေါ့နော် Bollinger Band တွေဆိုတော့အဲ့လိုမျိုး indicator ပေါင်း16000ကိုလည်းကျွန်တော်စမ်းခဲ့ဘူးတယ်ဆိုတော့အဲ့အားဒီအကုန်လုံးစမ်းခဲ့တဲ့ကာလကကျွန်တော်ထင်6လနဲ့တစ်နှစ်ကြာတော့သွားမယ်ထင်တယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးစမ်းနေတဲ့ကာလတော့ကျွန်တော် ICD ဆိုတာတော့မသိခဲ့ဘူးဆိုတော့ဒီလိုမျိုးလေးလာရင်နဲ့အရှိရလေးလာနေတဲ့ဟာတွေကတိတ်ပြီးတော့ဟိုပြောရရင်ဗျာကိုကရှောက်စမ်းအကုန်လုံးရောထွေးပြီးတော့အဲ့ဒီလုံးလို့လုံထွေးနေတာဆိုတဲ့အကြောင်းကိုကလည်းအစင်မပြေလာဘူးဆိုတော့တည်ရနေဆိုကိုကတောက်လျှောက်လေးလာရင်နဲ့မှာတနေ့ကျတော့ ICD ဆိုတော့တွေ့လာတယ်ဆိုဒီ ICD ဆိုတာဘာလဲပေါ့နော်ဆိုတော့တော်တော်များဒီနိုင်ငံခြား YouTuber တွေ trader တွေတော်တော်များကဒီ ICD ဆိုတဲ့ဟာကိုတော်တော်များပြောနေကြတယ်ပေါ့နော်အဲ့တော့မှကျွန်တော်ဘာလဲဆိုတော့ဟိုစပြီးတော့ဟိုစူးစမ်းနေဖြစ်လာတယ်ဘာကြောင့်လဲဆိုကျွန်တော် trading နဲ့ပတ်သက်ပြီးတော့အရန်အောင်မြင်ချင်တာပေါ့အရန်အောင်မြင်ချင်တော့အဲ့တော့ကဆိုကျွန်တော်တောက်လျှောက်ကိုတွေးမြဆိုတဲ့ဒီပေါင်းအကုန်လေးလာတယ်လေးလာလိုက်ကြောထွေးသွားလိုက်ကိုယ့်ရဲ့ setup တွေကရှုပ်ထွေးသွားလိုက် ਨੇ ဟိုဒီမှာပဲပတ်လဲလူပင်ဖြစ်နေတာပေါ့နော်ရှေ့ကိုမရောက်နိုင်ဘူးဆိုတော့အဲ့မှာ ICD ဆိုကျွန်တော်တွေ့တယ်တွေ့တော့ ICD ဆိုတော့ဘာလဲဆိုတော့ကိုကျွန်တော် YouTube ခောက်တယ်ခောက်ပြီးတော့အမှသူ့ရဲ့ page ကြာလာတယ်သူ့ page မှာကျွန်တော်ဝင်ကြည့်တယ်ဝင်ကြည့်တော့ကျွန်တော်ဘာလေးလာမှန်းလည်းမသိဘူး ICD ဆိုတာဘာလဲလည်းမသိဘူးပေါ့နော်အဲ့တော့ကျွန်တော်အဲ့တုန်းကဆိုရင်ဗီဒီယိုတွေအကုန်လုံးကိုရှောက်ကြည့်ခဲ့တယ်ပေါ့နော်နောက်ပိုင်းတီးခဲ့တာကသူကဟိုသူ့မှာအခေါ်အဝေါ်တွေ setup တွေအများကြီးရှိတယ်ဗျာ ICD ကကျွန်တော်တို့ဟိုဥမာပြောရရင် Venom setup တွေ Unicorn တို့ Tata Soup တို့Silver Bullet တို့အများကြီးရှိရဗျာသူ့ရဲ့အခေါ်အဝေါ်တွေ setup တွေကဆိုတော့အဲ့ဒါတွေအကုန်လုံးကိုတောက်လျှောက်ကျွန်တော်အရင်တော့ကမသိတဲ့ချိန်တော့လေ့လာခဲ့တယ်ပေါ့နော်ဒါပေမဲ့အခုမှစပြီးတော့ ICD ကိုလေ့လာခြင်းတဲ့လူတွေ beginner တွေအတွက်ကျွန်တော် tips ပေးရရင်တော့အဲ့ဒါတွေအကုန်လုံးကိုရှောက်ပြီးတော့ကိုယ်လေ့လာစရာမလိုဘူးသူ့ရဲ့ playlist တွေကိုတွားပြီးတော့2022 ICD membership ဆိုတဲ့ဒီ playlist တစ်ခုရှိတယ်ကျွန်တော်ဒီပြထားတဲ့ဟာလေးပေါ့နော်ဆိုတော့အဲ့ playlist ကိုပဲတွားပြီးတော့လေ့လာရုံနဲ့ကိုလုံးဝ cover ဖြစ်တယ်သူရဲ့ concept တွေတိလာပဲသူ market strategy ဘယ်လိုမျိုးရှင်းပြလဲဆိုတော့အကုန်လုံးတိလာလိမ့်မယ်ပေါ့နော်ဆိုတော့အခုမှလေ့လာခြင်းတဲ့လူဆိုရင်တော့ကျွန်တော်လိုမျိုးလုံးဝအချိန်ကုန်မခံနဲ့တောက်လျှောက်ရှောက်မလေ့လာနဲ့ပေါ့နော်ဒီ20222022ကသူတင်ထားတဲ့ playlist ကိုပဲတွားပြီးလေ့လာပါဆိုတော့သူရဲ့ concept တွေကဘာလို့အခြေခံတာလဲဆိုတော့ကျွန်တော်ရှင်းပြပေးမယ်ပေါ့နော်
သူ့ရဲ့ concept တွေကအရန်ကြီးကိုပြောရရင် secret ဖြစ်နေတာမဟုတ်ဘူးသူကသူလည်းပြန်ပြီးတည်ထွင်ထားတာမဟုတ်ဘူးအရင်တုန်းကကျွန်တော်တို့တကယ် legend တွေတကယ်အောင်မြင်ခဲ့တဲ့ trader တွေတုံးနေတဲ့ strategy တွေအခေါ်အဝေါ်တွေကိုပဲသူကပြန်ပြီးတော့ concept ကိုယူပြီးတော့သူ့ရဲ့အခေါ်အဝေါ်တိုင်းကိုပြန်မဲ့ပြီးတော့မှဖြစ်ပေါ်လာတဲ့ concept ပေါ့နော်ဥပမာပြောရရင် order block တို့ fair value gap imbalance တို့ breaker block တို့ကျွန်တော်အများကြီးရှိရဗျာသူ့ရဲ့ခေါ်ဝေါ်တွေဆိုအဲ့ဒါတွေအကုန်လုံးကကျွန်တော်တနည်းအားဖြင့်ပြောရရင်တော့ support resistance zone တွေပဲနောက်ပြီးရင် supply demand zone တွေပဲဆိုအဲ့ zone တွေကသူ့ရဲ့အခေါ်မှာအဲ့လိုမျိုးအများကြီးကွဲနေတယ်ပေါ့နော်ဆိုတော့ basic သဘောတရားကတော့အကုန်လုံးကတွားပြီးတော့တူနေတယ်အခေါ်ဝေါ်ပဲကွဲနေတာနောက်ပြီးရင်ဘယ်မှာအခြေခံထားလေးဆိုရင် liquidity ကိုလည်းအခြေခံထားလေးရသူ့ရဲ့ concept ကအဲ့ liquidity ကိုစပြီးတွေးတဲ့နေ့မှာဆိုရင်ကျွန်တော်ကလုံးဝရွှေတုံးကောက်ရတယ်လို့ပဲကျွန်တော် liquidity ကိုအရင်တော့လုံးဝမသိဘူး so price ကဘယ်ကိုသွားကျင်နေတာလဲဘယ်ကို direction ကိုသွားနေတာလဲဆိုတော့ကျွန်တော်စပြီးအရင်တော့ဒီ6လတစ်နှစ်ကြာတယ်မှာလုံးဝကိုကျွန်တော်ခုနကပြောလို့ပဲလုံးထွေးပြီးတော့အစရှာမရဘူးပေါ့နော်ဆိုတော့ဒီ ICD ကိုလေးလာတဲ့အချိန်ကြာမှပဲဒီရဲ့အချီစားကိုဆွဲထုတ်နိုင်ခဲ့တာပေါ့နော် price ကဘယ်ကိုသွားကျင်နေတာလဲဆိုတော့ကျွန်တော် landing လုပ်ခဲ့လာရတယ်နောက်ပြီးရင်ဒီ trend တွေဆိုတာကိုလည်းကျွန်တော်သိလာတယ် trend ကလည်းသူကprice ကသွားကျင်တိုင်းသွားနေတာမဟုတ်ဘူးသူ့ရဲ့ algorithm ရှိတယ်ပေါ့နော် liquidity ကိုသွားပြီးတော့ဟန်နေတာရှိတယ် liquidity ရဲ့ဟာကိုသွားပြီး direction တိုင်းသွားနေတာရှိတယ်ဆိုတော့အဲ့ဒါကိုအခြေခံပြီးတော့ကျွန်တော်လေ့လာခွင့်ရခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒါကလည်းတော်တော်လေးကိုအရေးကြီးတယ်နောက်တစ်ခုကတော့ဒီ price action market structure ကိုလည်းကျွန်တော်ကောင်းကောင်းသဘောပေါက်ခဲ့တယ်ပေါ့နော်ဆိုတော့ကိုယ့်ကိုလေ့လာတဲ့အချိန်မှာဒါတွေကအသိပြီးသဘောမပေါက်ခဲ့ဘူးဆိုတော့ဒီ market structure price action ကလည်းအရင်အရေးကြီးတယ်နောက်ပြီး indicator တွေကလည်းဒီ ICD မှာသူက indicator တွေကမတုံးပေါ့နော်ဆိုတော့သူတုံးတဲ့ indicator ကျွန်တော် session indicator ပဲရှိတယ်ဆိုတော့ဒီ session indicator တွေကလည်းအရေးကြီးရလို့ကျွန်တော်ထင်တယ်ပေါ့နော်ကျွန်တော်ဒီ session တစ်ခုနဲ့တစ်ခုကဘာလဲဆိုရင် liquidity တွေကြီးပဲပေါ့နော်ဒီမှာ Asian ရှိတယ် London ရှိတယ် New York ရှိတယ်ကျွန်တော်ဆိုရင် New York session trader ဖြစ်တဲ့ကြောင့်ဒီ London နဲ့ Asian ရဲ့ high နဲ့ low တွေဆိုရင်ကျွန်တော်တို့ liquidity လို့ပဲကျွန်တော်တို့ကမြင်တယ်ပေါ့နော်ဒီ ICD မှာလည်းအဲ့အခြေခံသဘောတရားတွေသူပြောပြထားတယ်ဆိုတော့အဲ့ကြမှာကျွန်တော်သဘောပေါက်တာပေါ့နော်ဒီ price ကရှောက်ပြီးတော့သွားနေတာမဟုတ်ဘူး direction တိုင်းသူ့ရဲ့လာရတိုင်းကိုသူ algorithm ရှိတယ်ဆိုတော့လည်းကျွန်တော်သဘောပေါက်လာတယ်အဲ့ဒါကိုလေ့လာရင်နဲ့မှကျွန်တော် SMC ဆိုတဲ့ smart money concept ကိုလည်းကျွန်တော်သိလာတယ်ဒီ SMC ကိုလေ့လာရင်လည်းမှာကျွန်တော် ICD မှာအကြိုက်ဆုံးဟာကတော့ AMD power of 3ဆိုတဲ့ဟာလေးကိုရှာတွေ့ခဲ့တယ်ပေါ့နော်ဆိုတော့ဒီ AMD power of 3ဆိုတော့ပါလဲ accumulation manipulation distribution ပေါ့နော်ဆိုတော့အဲ့ဟာကို PO3 လို့ခေါ်တယ်ပေါ့နော် power of 3လို့ကျွန်တော် ICD ကခေါ်ထားတယ်ဆိုတော့အဲ့ concept ကတော်တော်လေးကိုမိုက်တယ်တော်တော်လေးကိုပြောရရင်ဗျာတကယ်အ share ပဲပေါ့နော်ဆိုတော့အဲ့ဒါလေးကိုကျွန်တော် landing လုပ်ခွင့် ICD မှာရခဲ့တယ်ဆိုတော့အဲ့ power of 3 video လေးကိုလည်းကျွန်တော်နောက်ပိုင်းလက်တွေ့ဒီ example လေးနဲ့တကွာကျွန်တော် channel နဲ့တကွာရှင်းပြပေးမယ်ပေါ့နော်ကိုရဲ့ trading style နဲ့ပေါင်းဆက်ပြီးတော့အကောင်းဆုံးဖြစ်တဲ့ setup တစ်ခုကိုကျွန်တော်ရှာတွေ့လာတယ်ပေါ့နော်ဆိုတော့ဒီ ICD နဲ့ SMC ပေါ်အခြေခံပြီးတော့ပဲကျွန်တော်တဖြည်းဖြည်း improve ဖြစ်တာလဲဆိုရဲပြောရင်လည်းမမှားဘူးပေါ့နော်နောက်တစ်ခုပြောပြပေးချင်တာကဒီ ICD ကိုလေ့လာယုံနဲ့ခုနပြောတဲ့2022 model ကိုလေ့လာယုံနဲ့ကျွန်တော် profit ပဲဖြစ်ပြီလားပေါ့နော်ဆို profit ဘက်ကတော့ဖြစ်မှာလုံးဝမဟုတ်ပါဘူးဘာကြောင့်လဲဆိုရင်ဒီ basic သဘောတရားအခေါ်အဝေါ်တွေကကျွန်တော်တို့စာတွေ့လို့ပဲပြောလို့ရအောင်ပဲတကယ်လက်တွေ့ကျွန်တော်တို့ရေကူးတင်တယ်လို့ပဲကားမောင်းတင်တယ်လို့ပဲရေကူးရင်ကျွန်တော်ကုန်းပေါ်မှာလက်ပြက်ကူးတာတော့ဘာညာတော့အကုန်ကူးရင်တော့အားလုံးအဆင်ပြေနေတယ်တကယ်တမ်းရေထဲကိုဆင်းပြီးတော့ကူးတဲ့ချိန်ကျမှတကယ်အသက်ရှူတဲ့ပြောရရင် return မမှန်တာတို့ဘလို့လက်ပြက်ကူးပြီးတော့စီချက်မညီတာတော့အဲ့လိုမျိုးဒုက္ခတွေအများကြီးတွေ့လာရတယ်ပေါ့နော်ဆိုတော့အဲ့အတိုင်းပဲကျွန်တော် trading မှာလည်းဒီစာတွေ့ပဲဘလောက်ပဲနောကျင်နေစေအောင် analysis ဘလောက်ပဲတက်နေစေအောင်အောင်မြင်ပြီလားဆိုမှအောင်မြင်တယ်တကယ်လက်တွေ့ market ကိုဝင်ပြီးတော့တကယ် trade မှာကျွန်တော်အများနဲ့ပြောတဲ့ emotional တွေ psychology ဘိုင်းဆိုင်ရာ risk management ဆိုင်ရာတွေကတကယ်လက်တွေ့ထိတွေ့မှာအဲ့ဓာတွေကိုကိုယ်တိုင်ထိတွေ့ပြီးဖြတ်တန်းပြီးကာလတစ်ခုရောက်မှာပဲအဆင်ပြေမှာလို့ကျွန်တော်ဦးစွာပြောပေးရစေ ICD မလေးလာဘဲနဲ့တခြားဒီခုနပြောတဲ့ support resistance zone တွေနဲ့ trade နေတဲ့လူတွေလည်းရှိရယ် trend တိုင်း trade နေတဲ့လူတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ trend line trader တွေလည်းရှိတယ်ဆိုတော့ဘယ် strategy ပဲတုံးကိုကအဓိကပတ်စံရှာနိုင်ဖို့ပဲအောင်မြင်ဖို့ပဲလိုတာပေါ့နော်ဘယ် strategy ကမှမားနေတာမဟုတ်ဘူးအကုန်လုံးကအဆင်ပြေတယ်အဓိကကိုယ့်ရဲ့ type နဲ့ကိုယ့်ရဲ့ setup ကိုကိုကတိလာဖို့ပဲလိုတာပြီးရင်ခုနပြောတဲ့ market ကိုကောင်းကောင်းဖတ်နိုင်သွားပြီဆိုရင်တော့ကိုကတနည်းနဲ့တနည်းမဟုတ်တော့ဖြည်းဖြည်းချင်းအဆင်ပြေလာလိမ့်မယ်လို့ကျွန်တော်တို့ယူဆလို့ရတယ်ပေါ့နော်ဆိုတော့ ICD မှမဟုတ်ဘူး Judge strategy ကိုလေ့လာရုံနဲ့မအောင်မြင်ဘူးကိုယ်တိုင်ဖြတ်တန်းပြီးအတွေ့အကြုံရမှအောင်မြင်နိုင်တယ်ဆိုတော့လည်းကျွန်တော်tips လေးတစ်ခုပေးခြင်းတယ်ပေါ့နော်
နောက်တစ်ခုကဒီ ICD နဲ့ပတ်သက်ပြီးတော့မကောင်းတဲ့ dark side ပြောရမယ်ဆိုရင်ဒီ ICD နဲ့ပတ်သက်ပြီးတော့မှဖြစ်ပေါ်လာတဲ့တင်တန်းတွေလည်းအရန်ကိုများတယ် online ပေါ်မှာဆိုတွေ့မှာပေါ့နော် ICD နဲ့ပတ်သက်ပြီး SSD နဲ့ပတ်သက်ပြီးတော့တင်တန်းအများကြီးတွေပေါ်လာတယ်ဗျာအဲ့လိုမျိုးတင်တန်းတွေပေါ်ပြီးတော့ဟိုများလာတာတကြောင်ဘာတွေမကောင်းတာတွေလိုက်လာလဲဆိုရင်ကျွန်တော်တို့ဟိုတင်တန်းကိုပြစားနေတဲ့လူတွေအရန်များလာတယ်လို့ပဲကျွန်တော်ပြောပြရစီပေါ့နော်ဆိုတော့သူ့ရဲ့ concept တွေသဘောတရားတွေကိုယူပြီးတော့ဒီတင်တန်းတွေပြန်လဲဖွင့်စားတယ်ကိုယ်တိုင်က profit ဖြစ်နေတဲ့ trader ဟုတ်မဟုတ်တော့မသိဘူးဒါပေမဲ့တင်တန်းတွေအရန်များပြီးတော့ဖွင့်စားနေပြီးလှုပ်ရှားနေတဲ့လူတွေလည်းအများကြီးတိုးပွားလာတယ်ပေါ့နော်ဒါကျွန်တော်ဘယ်သူမှပြောတာမဟုတ်ဘူးကျွန်တော်မြင်တဲ့ဟာပေါ့နော်ဆိုတော့ ICD ကိုခုမှစပြီးလေ့လာမယ်ဆိုရင်တော့အချင်းချုပ်ပြောရမယ်ဆိုရင်ခုနပြောတဲ့2022ပဲအရင်ဆုံးလေ့လာပြီးတော့ကိုကနောက်တစ်ခုအရေးကြီးဆုံးက backtest လုပ်ဖို့လည်းလိုတယ် backtest ကိုသူပြောတဲ့ဟာကိုတေချာလေး backtest လုပ်ကြည့်ကိုယ့်ရဲ့ဒီ win rate တွေဘယ်လောက်ရှိလဲကိုယ့်ရဲ့ risk management တွေဘယ်လိုယူလဲအကုန်လုံးကိုစမ်းအချိန်ယူပြီးတော့တေချာစမ်းပြီးတော့မှအဆင်ပြေပြီဆိုရင် market တွေကိုတကယ် live market တွေကိုဝင်ပြီးတော့ risk နည်းနည်းလေးနဲ့စပြီးတော့ trade စမ်းလာနေမှာကိုယ့်ရဲ့ဒီ trader type နဲ့ကိုယ့်ရဲ့ type နဲ့တူညီတဲ့ဒီ setup တွေပေါ်လာလိမ့်မယ်ဘယ်နှမ်းလိုနေလဲဘယ်နှမ်းမားနေလဲဆိုတော့ပေါ်လာလိမ့်မယ်ကျွန်တော်ကတော့ day trader ဖြစ်တယ် day trader ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ဒီ setup နဲ့scalping လုပ်တဲ့လူရဲ့ setup နဲ့လည်းတူချင်မှတူလိမ့်မယ် ICD SMC ကိုအခြေခံထားတဲ့မြအကုန်လုံးကဒီ entry setup ပဲလို့ဆိုလိုတာမဟုတ်ဘူးကိုယ့်ရဲ့ trading type ပေါ်မူတည်ပြီးတော့လည်းသူရဲ့ setup တွေကလည်းကိုယ့်အကို modify ပြန်လုပ်လို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ကိုယ့်အကို modify ပြန်လုပ်ပြီးတော့ကိုယ့်ရဲ့ A+ setup ကိုရှာတွေ့တော့ပြီးတော့ဒီတိုင်းပဲဟိုတောက်လျှောက် trade လာတာလုံးဝကောင်းအဆင်ပြေနေပြီပေါ့နော်ဆိုတော့ဟိုအခုမှစားလေ့လာနေတဲ့လူတွေဆိုရင်လည်းမလောပါနဲ့တေချာလေးကိုလေ့လာပြီးရင်လည်း indicator ပေါင်း16000လေ့လာဖို့မလိုဘူးတေချာလေးကိုဒီ basic သဘောတရားကိုပဲလေ့လာ ICD မှမဟုတ်ကျွန်တော်ခုနပြောတဲ့အကြိုက်တာကိုလေ့လာလို့ရတယ်ကိုနဲ့ကိုက်ညီတဲ့strategy ကိုပဲကိုသုံးအဓိကပတ်စံရှာနိုင်ရင်အဆင်ပြေပြီပေါ့နော် okay ဒီနေ့ကတော့ကျွန်တော်ပြောပြပေးတဲ့ဟာက ICD နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အသွေးအမြင်တွေကိုပြောပြပေးသွားတာဖြစ်ပါတယ်သုံးသပ်နိုင်မယ်ကျွန်တော်ရဲ့နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ပါဦးမယ်